အားလုံးပဲမင်္ဂလာပါဗျာတန်စင်ဖူးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှကြော်စားဖြစ်တဲ့ချင်းမောင်ကျော်လေးကိုမျှဝေပေးခြင်းပါတယ်စီနစ်နစ်လေးစားခြင်းလို့စီကိုတော့ပို့ထည့်ထားပါတယ်စီပူလာပြီးဆိုရင်လီထားတဲ့ချက်သွန်းနီတွေကိုထည့်ပြီးမှွေပေးပါတယ်ချက်သွန်းနီလေးတွေနွမ်းလာပြီးဆိုရင်တော့ပါပါလီထားတဲ့ချက်သွန်းဖြူကိုထည့်ပြီးမှွေပါတယ်ပြီးရင်တော့မြုပ်သည့်အကျက်ဘက်ကိုထည့်ပြီးမှွေပေးပါတယ်အကြောင်းအတွက်တော့စနစ်မုံနေငယ်နဲ့အစိမ်းမုတ်ကိုထည့်ပြီးစီတက်ပေးပါတယ်စီတက်လုံးမွေလာပြီးဆိုရင်တော့ရေစင်ပြီးထောင်းထားတဲ့ပစွန်ကြောက်လေးတွေကိုထည့်ပြီးမှွေပေးပါတယ်ပြီးရင်တော့ပါပါလီထားတဲ့ချင်းမောင်ရွက်တွေကိုထည့်ပြီးကြော်ပေးပါတယ်ချင်းမောင်ရွက်လေးတွေအနှဲငယ်နွမ်းလာတဲ့အထိအရင်ဆုံးကြော်ပေးပါတယ်ချင်းမောင်ရွက်လေးတွေနှဲငယ်နွမ်းလာပြီးဆိုရင်တော့သူ့ရဲ့အချင်းသက်ကိုထိမှုအတွက်မြင်ကပြီးအရေးဖြော်ထားတာကိုထည့်ပြီးတော့မှွေပေးပါတယ်ပြီးရင်တော့မြစ်ကိုထည့်ပြီးရောကြော်ပေးပါတယ်ချင်းမောင်ရွက်နဲ့မြစ်တွေတမတဲ့အထိကြော်ပေးရပါတယ်ပြီးရင်တော့မြုပ်သီးစိမ်းထက်ချန်ခွဲထားတာလေးတွေကိုထည့်ပြီးရောမှွေပေးပါတယ်အရသာအတွက်တော့အချို့မုံအသားမုတ်တွေကိုထည့်ပြီးကြော်ပေးပါတယ်အရသာလေးနှံ့သွားပြီဆိုရင်တော့စားကောင်းတဲ့ချင်းမောင်ကျော်လေးရပါပြီကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ